ထုံထုံဆက်ဆက်ရတာနဲ့ငါးမာလာဆိုလို့ရှိရင်မဖြူတို့အိမ်မှာတစ်ခါချက်ရင်2အိုး3အိုးချက်ရပါတယ်ငါးမာလာချက်တဲ့နေ့ဆိုရင်မဖြူတို့အိမ်မှာတော့ထမင်းလုပ်ပဲစားတယ်အရင်ဆုံးငါးမာလာချက်ဖို့အတွက်ငါးလေးတွေကိုကြော်ထားပါမယ်ဒါကတော့မဖြူတို့အိမ်ကတော့ငါးလေးတွေကိုကြော်တယ်တခါလေးကြာရင်လည်းအစိမ်းလေးထည့်တယ်ပေါ့နော်ကိုကြိုက်တယ်လို့ထည့်လို့ရပါတယ်ငါးလေးတွေကြော်ထားပြီးသွားပြီဆိုတော့အေးခံထားပါမယ်ငါးမာလာချက်ဖို့အတွက်ဒီငါးနှစ်ထုတ်လေးရဲ့မာလာရှန်ကောအနှစ်ထုတ်လေးကိုတုံးထားပါတယ်မာလာရှန်ကောအနှစ်ကလေးကတော့တစ်ထုပ်ထဲနှစ်ထုပ်ပါတာပေါ့နော်သူကအဲ့နှစ်ထုပ်ထဲမှာမှတစ်ထုပ်ကိုတစ်ဝက်ဖဲထည့်ပါမယ်ငါးမာလာအနှစ်ကလေးကတော့တစ်ထုပ်လုံးထည့်လိုက်ပါမယ်မာလာရှန်ကောအနှစ်ကလေးကိုတော့တစ်ဝက်ထည့်ပြီးတော့မီးအေးလေးနဲ့အရင်ဆုံးစီတက်ပေးပါမယ်အနှစ်ကလေးစီတက်လို့ရလာပြီဆိုရင်တော့ရှမ်းနံနံဖက်ဖဲကြက်သွန်ဖြူဂျင်းတို့ကိုကြိတ်ထားပြီးတော့ထည့်ပါမယ်ဒါလေးကတော့ကြိတ်ပြီးသားလေးပါတော့ကြိတ်ချင်လဲရရပေါ့နော်ဒီလိုမျိုးဖြတ်ပြီးတော့ထည့်ရင်လည်းရပါတယ်သူတို့ကတော့အဖက်လိုက်ကြီးတွေမကြိုက်တဲ့အတွက်ကြောင့်မလို့ဒီလိုမျိုးညက်ညက်ကလေးဖြစ်အောင်ကြိတ်ထားပါတယ်ပြီးရင်တော့ရင်းနှီးလေးထည့်ပြီးတော့ခဏလေးတည့်ထားလိုက်ပါမယ်ရေလေးပွက်လာပြီဆိုရင်တော့ခုနကတော့ကြော်ထားတဲ့ငါးကြော်လေးကိုထည့်ပါမယ်ငါးကြော်လေးထည့်ပြီးရင်တော့မဖြူပါမမွေတော့ပါဘူးရေလေးထပ်ပြီးတော့ထည့်ပေးပါမယ်ငါးလေးတွေမြုပ်တဲ့အထိရေထပ်ထည့်ပေးပါမယ်ဗီဒီယိုထဲမှာတော့မပါလိုက်လို့ပေါ့နော်စပလင်လေးလည်းထည့်ထားပါတယ်ရေထည့်ထားပြီးပြီဆိုရင်တော့ခဏပွက်သွားအောင်လို့အုပ်ထားပေးပါမယ်ပွက်လာပြီဆိုလို့ရှိရင်တော့မဖြူတို့ကိုကြိုက်တဲ့တက်ရကြာစံတို့အရွက်တို့ထည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့မဖြူတို့ရေလေးပွက်လာပြီပေါ့နော်ဆိုလို့ရှိရင်မဖြူတို့မာလာဆန်လေးထည့်တော့မှာပါမာလာဆန်ကကြတော့ပေါ့နော်မဖြူတို့ကဒီအပြားလေးသုံးထားပါတယ်အလုံးလေးသုံးလဲရပါတယ်ကိုကြိုက်တဲ့ဟာထပ်ပြီးတော့လည်းထည့်လို့ရပါတယ်ဒီမာလာဆန်လေးကျက်သွားပြီဆိုရင်တော့မာလာငါးလေးရသွားပြီပေါ့နော်အဲ့ချိန်မှာကိုကြိုက်တဲ့အသီးအရွက်တွေထပ်ပြီးတော့ထည့်ပြီးတော့စားလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ထုံထုံဆက်ဆက်နဲ့အရန်ကိုစားလို့ကောင်းတဲ့ငါးမာလာလေးရပြီပေါ့နော်အရန်လွယ်တာမလို့လိုက်ပြီးတော့လှုပ်စားကြည့်အောင်နော်ကဲနောက်ဗီဒီယိုမှာပဲပြန်တွေ့ပါမယ်ဘိုင်ဘိုင်ပါ